လူတို့တင်တန်ကိုလေးခံစားဒေါသပြေလွှမ်းနေတဲ့တည်တံရဲဘော်များမိတ်ဆွေများပြည်သူများအားလုံးကျမ်းမာပါစားလို့ကျမတို့ဖောက်ထွက်ချက်နေမှာနှုတ်ခွန်းဆက်သလိုက်ရပါတယ်ဒီကနေ့မှာတော့2024ခုနှစ်ဒီဇင်ဘာလလူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီစာစဉ်တွေပေါ်ပြပါရှိခဲ့သည့်တော်လှန်တဲ့ပြည်သူတွေလူရမဝင်သေးတဲ့ဒီလစကားအားဖတ်ကြားတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်တော်လှန်တဲ့ပြည်သူတွေလူရမဝင်သေးသူဘူးတောင်းနစ်လို့စောင်းချမ်းပေါ်တော်လန်တဲ့ပြည်သူတွေလူရမဝင်သေးသေးဆိုတဲ့မိတ်ဆွေရဲဘော်ကြီးတူရဲ့တချင်းစာသားအမှန်ရတယ်2021ရွေဦးတော်လန်ရေးရဲ့အခိုက်အအကြဆုံးအမြင့်တာရဟာစစ်30စိုးမိုးမှုကိုဗမာနေပေါ်မှာအပီးပိုင်ဖြတ်သိမ်းရေးဖြစ်တယ်ဒါမှလှုပ်ရှားကြိုက်စားဗမာလူကြီးတွေလူချင်းတူတူဘဝကိုရကြမှာဖြစ်တယ်နိုင်ငံရေးဝေါ်ဟာတွေလှိုင်ပေါ်လေအောင်မပြောတတ်ပြီမယ်ဗမာပြည်သမိုင်းလက်တွေ့ရလူကြီးဟာဘဝအသိနဲ့တော်လန်ပုံကံမှုကိုစခဲ့ကြတာပဲစစ်ပန်းတွေဖြစ်စီတိုက်ပွဲအီဒီဖြစ်စီလူမျိုးစုံဗမာပြည်သူတွေရဲ့ဘဝအသိဟာစစ်အုပ်စုကိုမလိုချင်ဘူးဆိုတာအခြေတကျခိုင်မာသွားခဲ့ပြီဒါကြောင့်အင်းအားလေးကျင်သောဝနေတဲ့တက်ဖွဲ့လက်နဲ့ဒနာဥစ္စာစတဲ့အပေါ်စီးရမှုတွေတာလွန်ချက်ရှိနေတဲ့စစ်အုပ်စုဟာဘုံကြစစ်မရှုံးသေးပေမဲ့စစ်အနိုင်တိုက်နိုင်စွာမရှိတော့တာစစ်မြေပြင်တိုင်းမှာအထင်ရှားမြင်နေရပြီလူမျိုးစုံဗမာပြည်သူတွေနဲ့တူတူကိုကျိုးစွအသက်ဆုံးတိုက်ပွဲဝင်နေကြတဲ့ပါတီရဲဘော်များကိုပါတီကဂုံယူချစ်ခင်ကျေးဇူးတင်မဆုံးရှိတယ်ပါတီနဲ့ရဲဘော်တို့ရဲ့တိုက်ပွဲဟာအထက်ကဆိုခဲ့သလိုစစ်30စိုးမိုးမှုကိုဗမာနီပေါ်မှာအပီးပိုင်မဖြတ်သိမ်းနိုင်သေးတဲ့ချွေသွေးမျက်ရည်တွေနဲ့တော်လန်ခီးချမ်းစက်ကြရအောင်ပါပဲဒါလူမျိုးစုံဗမာပြည်သူတွေရွေးချယ်လိုက်တဲ့နိုင်ငံရေးရသမိုင်းရမှန်ကန်တဲ့တနည်းအားဖြင့်ပါတီဖြတ်သိမ်းရမယ့်ရဲဘော်တို့ရဲ့ပဲဖြစ်တယ်ဒီနေရာမှာပါတီရဲ့မူလမ်းစဉ်လုပ်ငန်းစဉ်အခြေခံနိုင်ငံရေးရည်တည်ချက်တွေကိုရဲဘော်များမမေ့မလျော့မပေါ့မဆနှလုံးသွင်းနိုင်ကြမယ်လို့ရှုံတယ်။ကျယ်လေးလုံးရဲ့တာကောင်းသမီးမှုများဟာစုပ်ထားတဲ့လက်တွေကိုဖြေလျှော့ကြမှာမဟုတ်ဘူးလို့ချစ်ခင်လေးမြတ်မှုအပြည့်နဲ့ယုံကြောင်းပြောခြင်းတယ်။ဘယ်ထိလဲရဲဘော်တို့တော်လန်တဲ့ပြည်သူတွေလူရမဝင်သေးတဲ့အကြည့်ဟဲ့ရီညိုလူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီအခြေခံနိုင်ငံရေးရည်တည်ချက်အထွေထွေနိုင်ငံရေးသဘောထား2021လက်တလောလုပ်ငန်းစဉ်2021လူတို့တင်တန်ကိုလေးခံစားဒေါသပြေလွှမ်းနေတဲ့တည်တံ